Hello အားလုံးပဲမင်္ဂလာပါအခုတော့ဒီအရှိလေဘဲမှာဖြစ်နေတဲ့အီရန်စစ်ပွဲမှာတရုတ်ရဲ့အခြေအနေအလားအလာဘယ်လိုရှိလဲဆိုတဲ့အကြောင်းလေးကိုတင်ပြလိုပါတယ်တရုတ်ရဲ့စစ်သည်မောများဟာအရှိလေပိုင်းအနောက်အာရှဒေသတွေမှာတွေ့ရတတ်ပါတယ်ဒါပေမဲ့အမေရိကန်လိုအမြဲတမ်းစစ်တပ်ကြီးထားရှိတာမျိုးတော့မဟုတ်ပါဘူးအဓိကအကြောင်းတွေကတော့ပထမအချက်ပင်လယ်ဓမြတိုက်ဖြစ်ရေးလုပ်ငန်းကိုလှုပ်ဆောင်နေပါတယ်2008ခုနှစ်ကစပြီးတော့တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ရည်တပ်တွေဟာစင်သဘောတွေကိုအေဒင်ပင်လယ်ကွေ့ဆိုမာလီယာပင်လယ်အနောက်ကိုပို့ပြီးတော့ကုန်သိန်းမောတွေကိုကာကွယ်ပေးနေခဲ့ပါတယ်အဲ့ဒီနေရာဟာအရှိလေပိုင်းဒေသရဲ့ကုန်သွယ်ရေးလမ်းကြောင်းအတွက်အရေးကြီးပါတယ်ဒုတိယတစ်ချက်ကတော့အရှိလေပိုင်းဒေသမှာရှိတဲ့တရုတ်စစ်စခန်းကိုပထမဆုံးပြည်ပစခန်းဖြစ်ဂျီဘောက်ဒီမှာ2019မှာဖွင့်လှစ်ခဲ့ပါတယ်ဒီစစ်စခန်းကနေပြီးတော့ထောက်ပံ့ပို့ဆောင်ရေးအထောက်ပံ့ရေလက်ထောက်ပံ့ရေးပြန်လည်ဖြစ်တည်ရေးငင်းရေးထင်းထင်းရေးမစ်ရှင်တွေကိုလုပ်နိုင်ပါတယ်ဒီဘောက်တီကပင်လယ်နီရဲ့ဘတ်အယ်မန်ဒဲရဲ့လက်ကျအနီးမှာရှိပြီးတော့ကမ္ဘာလုံးဆိုင်ရာပို့ဆောင်ရေးလမ်းကြောင်းအတွက်အလွန်အရေးကြီးတဲ့နေရာဖြစ်ပါတယ်တတိယအချက်ကတော့ရေနံလမ်းကြောင်းကာကွယ်ရေးအနေနဲ့တရုတ်ဟာကမ္ဘာပေါ်မှာရေနံတင်ပို့မှုအများဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်ပါတယ်တရုတ်ရဲ့ရေနံအများစုဟာဆော်ဒီအာရေဗျ UAE နဲ့အီရန်တွေကနေလာပါတယ်ဒါကြောင့်အရှေ့လေပိုင်းဒေသရဲ့ပင်လယ်ရေလမ်းကြောင်းကိုတရုတ်ကအထူးစောင့်ကြည့်ပါတယ်နံပါတ်၄ချက်မကြသေးမီကစစ်ပွဲတင်းမာမှုအရှေ့လေပိုင်းတင်းမာမှုများဖြစ်လာတဲ့အချိန်မှာတရုတ်ရဲ့စစ်သည်မောတွေကိုဘေးလွတ်ရာကိုရွှေ့ပြောင်းပေးဖို့မစ်ရှင်တွေရေကြောင်းလုံခြုံရေးစောင့်ကြည့်ဖို့အတွက်ပို့လာပါတယ်ဒါပေမဲ့တရုတ်ကလက်ရှိဂျာနေထားကိုပဲအများအပြားရပ်တည်ပါတယ်အချင်းချုပ်ပြောလို့ရှိရင်တရုတ်ရဲ့စစ်သည်မောတွေဟာအရှေ့လေပိုင်းဒေသကိုလာတာဟာအီရန်ကိုတိုက်ရိုက်စစ်ကူပေးဖို့မဟုတ်ပဲအဓိကအဖြစ်မဟာဗျူဟာမြောက်ချိန်ခွင်ရှာညီဖို့နဲ့ရေကြောင်းလုံခြုံရေးကိုစောင့်ကြည့်ဖို့လိုဖြစ်ပါတယ်။အီရန်ကိုတိုက်ရိုက်ကူညီဖို့လာတာမဟုတ်သေးပါဘူး။တရုတ်ကအီရန်နဲ့စီးပွားရေးမိတ်ဖက်ဖြစ်ပေမဲ့လို့နေတိုးလိုမျိုးစစ်ရေးမှာမိတ်အဖွဲ့မဟုတ်ပါဘူး။တရုတ်ရဲ့ policy ကတော့စစ်ပွဲတဲ့ကိုတိုက်ရိုက်ပါဝင်ပတ်သက်မှုမလုပ်ချင်ပဲ neutrality ဂျာနေ position မှာပဲနေချင်ပါတယ်။တချို့ပူးတွဲလက်ကျင်ခန်းများတွေမှာသာတရုတ်အီရန်ရုရှားရေတပ်စစ်ရေးလက်ကျင့်မှုတွေပြုလုပ်ကြတာတွေ့ရပါတယ်။ဒါပေမဲ့တချို့အခြေအနေမှာတရုတ်စစ်သမောတွေဟာပူတွဲစစ်ရေးလက်ကျင့်မှုတွေကိုစောင့်ကြည့်အောင်ပဲလုပ်ပြီးတိုက်ရိုက်မပါဝင်တာကိုလည်းတွေ့ရပါတယ်။ဆိုလိုတာကတရုတ်ဟာအီရန်အတွက်ရှေ့တန်းစစ်ရေးမှာမဟုတ်သေးပါဘူး။အမေရိကန်ရေတပ်ကိုချိန်ခွင်ရှာညှိဖို့နဲ့အရှေ့လေပိုင်းဒေသမှာမဟာဗျူဟာမြောက်ရှိနေတယ်။အမေရိကန်ရဲ့ရေတပ်တွေဟာစစ်သမောတွေအများကြီးဆင်လိုထားပါတယ်။ဥပမာလီတင်သမောတွေ destroyer တွေ fighter jet တွေကိုဖြန့်ကျက်ထားပါတယ်။ဒါကြောင့်တရုတ်ကကမ္ဘာ့အင်အားကြီးနိုင်ငံအခြေအနေကိုပြသဖို့အတွက်စောင့်ကြည့်ရေးသင်္ဘောများ destroyer များနဲ့ပင်လယ်ဓမြတိုက်ဖြတ်ရေးရင်စုတွေကိုတခါတည်းရရှေ့လေပိုင်းဒေသကိုပို့ဆောင်ပါတယ်။အဓိကကတော့အမေရိကန်ရဲ့ရေတပ်လွှမ်းမိုးမှုကိုထိန်းညှိဖို့ပဲဖြစ်ပါတယ်။တရုတ်ရဲ့အရေးကြီးဆုံးအကျိုးစီးပွားဖြစ်တဲ့တရုတ်ရေနံတင်သွင်းမှုအများစုဟာပြောခဲ့သလိုပဲဆော်ဒီအာရေဗျ UAE နဲ့အီရန်တွေစီကနေလာပါတယ်အရှေ့လေပိုင်းဒေသမတည်မငြိမ်မှုဖြစ်လာတဲ့နေမြတရုတ်ရဲ့စီးပွားရေးကိုအလွန်ထိခိုက်လာနိုင်ပါတယ်ဒါကြောင့်တရုတ်ရဲ့မဟာဗျူဟာက war support စစ်ရေးကူညီထောက်ပံ့မှုပဲနဲ့ကုန်သွယ်ရေးကာကွယ်မှု trade protection ဖြစ်ဖို့များပါတယ်တရုတ်အတွက်အီရန်စစ်ပွဲဟာစီးပွားရေးစွမ်းအင်နဲ့နိုင်ငံရေးအရအရေးကြီးတဲ့တရားမှုတွေများစွာဖြစ်ပါတယ်တရုတ်ဟာကမ္ဘာပေါ်မှာစွမ်းအင်တင်သွင်းမှုအများဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်တရုတ်ရဲ့ရေနံတင်သွင်းမှုတွေကအများစုဟာအရှေ့လေပိုင်းကလာပါတယ်အီရန်ကတရုတ်ကိုရေနံအများဆုံးရောက်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်အရှေ့လေပိုင်းရေနံတင်ပို့မှုအများစုဟာဟော်မုရေလက်ကျန်းကိုဖျက်ဆီးပြီးတော့လာခဲ့ရပါတယ်စစ်ပွဲကြောင့်ရေနံတင်ပို့မှုလမ်းကြောင်းတွေပြတ်တောက်နိုင်ပြီးတော့ရေနံဈေးတွေတက်လာနိုင်ပါတယ်ရေချောင်းကုန်သွယ်ရေးလမ်းကြောင်းတွေအန်ဒီများလာနိုင်တာကြောင့်မလို့တရုတ်ရဲ့စီးပွားရေးကိုစွမ်းအင်အကျပ်တဲ့အန်ဒီဖြစ်နေတဲ့အနေအထားရှိပါတယ်အီရန်စစ်ပွဲဟာကမ္ဘာရေနံဈေးနှုန်းကို25%အထိပိုတက်လာစေခဲ့ပါတယ်။ရေနံအခြေခံဆောင်းအုံတွေပျက်စီးခြင်းနဲ့ဖြစ်ခဲ့ပါတယ်။ဟော်မုရေလက်ကျပိတ်နေခြင်းရှိတာကြောင့်မလို့တရုတ်ပါဝင်အာရှနိုင်ငံတွေအတွက်အထူးသက်ရောက်မှုရှိနေပါတယ်။တရုတ်နဲ့အီရန်ကြားမှာ25နှစ်ကြာရှိနေတဲ့မိတ်ဖက်အဖွဲ့အစည်းစွမ်းအင်ပူးပေါင်းဆောင်ရွက်မှု Belt and Road Project ဖြစ်တဲ့ကမ္ဘာနဲ့လမ်းကြောင်းစီမံကိန်းတွေရှိနေပါတယ်။အီရန်ရဲ့ရေနံတင်ပို့မှုဟာ80%ကိုတရုတ်နိုင်ငံကဝင်နေပါတယ်။ဒါကြောင့်မလို့အီရန်မတည်မငြိမ်ဖြစ်လာတဲ့မြတ်တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေ
ရေနံထပ်ပေါင်းရေးတွေကုန်သွယ်ရေးလမ်းကြောင်းတွေအလုံးထိခိုက်လာနေပါတယ်တရုတ်အစိုးရကစစ်ပွဲကိုမထောက်ခံပါဘူးအပြည့်အခက်ရဆဲဖို့တန်တမန်နီးရဖြည့်ရှင်းဖို့တောင်းဆိုမှုတွေပြုလုပ်နေပါတယ်တရုတ်နိုင်ငံခြားရေးဝန်ကြီးကဒီစစ်ပွဲမဖြစ်တင်ဘူးလို့ပြောပြီးတော့တန်တမန်ရေးဆိုင်ရာဖြည့်ရှင်းချက်ကိုထောက်ခံထားပါတယ်တရုတ်ကအီရန်ကိုဓာတ်ရိုက်စစ်ကူမပေးသေးပါဘူးဂျားနေ neutral diplomatic နေထားမှာပဲစောင့်ကြည့်နေပါတယ်ဒါပေမဲ့ရေတပ်စောင့်ကြည့်ရေးဘေးလူရသူရွှေ့ပြောင်းစီစဉ်ခြင်းနဲ့ပို့ဆောင်ရေးကောက်ွယ်မှုတွေကိုတော့ဆက်လက်လှုပ်ဆောင်နေပါတယ်အမှန်ကိုပြောရလို့ရှိရင်ထရန့်ရဲ့လောက်ရဟာအီရန်နျူကလ িয়ারကိုအကြောင်းပြပြီးတော့အီရန်နိုင်ငံရဲ့ရေနံကိုဗင်နီဇွဲလားနေ့တိုင်းအပိုင်သွင်းမှုကြိုးစားပါတယ်တစ်ချက်ကုန်တစ်ချက်ပြအနေနဲ့တရုတ်ရဲ့ရေနံလိုအပ်မှုကိုလည်းပဲထိုးနှက်မယ်ဒါခွာချက်လုပ်ပြီးတက်ခဲ့တဲ့သဘောဖြစ်ပါတယ်ဒါပေမဲ့တရုတ်ကြီးကဒီတိုင်းထိုင်ပြီးကြည့်နေမလားဆိုတာကတော့ကျွန်တော်တို့ဖန်သားပေါ်ကပဲဆက်လက်ဆောင်ကြည့်ကြရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်